ကျွန်တော်မနေ့ညတော့ကျွန်တော်ပြောပြရဆိုတာလူပြောမှအဲ့ဒီဥစ္စာကကျွန်တော်တေချာစီစစ်ပြီးမှတင်တာပေါ့နော်ကျွန်တော်ကြာပရိနေ့တိုင်းဟိုပြောမှဆိုရင်ပေါ့စင်မှာပြန်ကြည့်ကျွန်တော်အဲ့နှစ်တုံညလေးမပါတဲ့နေ့ဆိုတာမရှိဘူးဟာလေကျရင်အဲ့နှစ်တုံညလေးတုံညလေးနှစ်အဲ့လိုမျိုးနှစ်လေးအဲ့လိုမျိုးတဲ့ထွက်တာလည်းရှိတယ်เนาะကျွန်တော်တူဒီဝါဒနာသမားတွေပေါ့ကျွန်တော်ပြောပြချင်တာဒါပြဆိုတော့ဒီဥစ္စာတွေကငွေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်တော့ကျွန်တော်မဟုတ်ဘဲနဲ့ပြောလိုက်သူများတွေလည်းဒုက္ခရောက်မယ်ကျွန်တော်လည်းပြောမှဆိုမကောင်းဘူးเนาะဖြစ်မှာအဲ့တော့ကျွန်တော်မဟုတ်ဘဲနဲ့ကျွန်တော်မပြောပါဘူးကဲမို့ဝါဒနာရှိတယ်ဆိုတဲ့လူတွေကြတော့ကျွန်တော်မှမှတ်ထားတာရှိမယ်ဒါမှမဟုတ်ရင်လည်းပေါစင်ရှိမယ်เนาะအဲ့ဒီပေါစင်တွေမှာပြန်ကြည့်ကြည့်ပါကြာပရိနေ့တွေပေါ့နော်ကြာပရိနေ့တွေမှာပြန်ကြည့်အဲ့နှစ်သုံးညလေးအမြဲပါပါတယ်မပြီးပေါ့နော်နောက်တစ်ခုကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့အရင်အားဆိုင်တတိကိုပြောမယ်ဆိုရင်ပို့ပြီးတော့တိသွားပါတော့အဲ့ဒီသုံးည16မရောရင်အဲ့ဒီချဲထွက်တဲ့မှာနေရာမှာကြည့်ကျွန်တော်သုံးညထွက်ပြီးရင်တင်းနဲ့6လိုက်တစ်ထွက်ပြီးရင်သုံးညနဲ့6လိုက်တယ်6ထွက်ပြီးရင်လည်း3ညနဲ့တင်တယ်လိုက်အဲ့ဒီ3လုံးကခွေးနေတယ်เนาะတပလဲကိုဝိုင်းနေမယုံရင်ကြည့်ကျွန်တော်တို့ဟိုကိုချိန်လို့ထိသွားတာပေါ့ကိုလောက်မယ်ဆိုလို့ရှိရင်အဲ့မျိုးအဲ့ကြောင့်ကျွန်တော်လာပြပြတာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီပတ်တီပေါ့เนาะပတ်တီရဲ့ကျွန်တော်တို့ဒီဘောလုံးမကြော့ရှေ့မှာလမ်းဆိုတော့ဆိုင်ကယ်တန်ကားတန်နဲ့တတိထားပဲဒါနဲ့တီးခံပြီပေါ့နော်ဟိုအဲ့ဒီဘောဓဂုနေ့ညမနက်ထွက်တာကိုကျွန်တော်တို့ပေါင်းချင်းမှာကျွန်တော်နောက်လေးဝမ်းချင်းကနောက်လေးဘောဓဂုမကြော့နောက်ဘောဓဂုမကြော့ဘူးပေါ့နော်သူကထွက်တယ်